Zomiတိုင်းသားတွေဖြစ်တယ် Zomi အဆူစင်းအဖွဲ့အစည်းဖြစ်တယ်ကျွန်တော်ဥက္ကဋ္ဌဖြစ်တယ်ကျွန်တော်နာမည် Zomi ပေါ်ပါဖြစ်တယ်ဒီမှာကျွန်တော်တို့၄ယောက်လာတယ်ပေါ့နော်ဒိုယမိုရောပြီးတော့ဒိုသမီကောင်းဆောင်ပြီးတော့လာတယ်၄ယောက်ဖြစ်ပါတယ်လို့ကျွန်တော် Zomi စတဲ့ဒီအဖွဲ့အဖြစ်ပါတယ်ဆိုတော့ဆောင်းနေတဲ့ကာလထဲမှာကျွန်တော်ဒီကေတာပြုလုပ်မယ်လောကနာစီမကျွန်တော်ဒီဖတ်တာသင်ကြားတော်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီလိုသာစီလိုတို့ဝေချင်းဆိုင်ရာပေါ်တော်မှုဖြစ်စဉ်နဲ့ဒီလိုသာစီလိုတို့ဆိုင်ရာပြည်သူတွေတို့ဆန္ဒဖြစ်ပါတယ်ဖြစ်ပါတယ်တစ်ဖက်မှာလည်းခုနကျွန်တော်ပြည်သူတို့သာစီလိုကလက်ရှိတိကျဆက်ဆံနေရတဲ့ခုနကျွန်တော်ရဲ့ပြည်ရင်လောကတဲ့ဒီစကားတွေနဲ့ခုနကျွန်တော်ရဲ့ဒီဘက်ပြည်ရင်ဒီခုအများဆုံးရှိနေတဲ့စကားတွေပေါ်မှာဖြစ်တည်နေတဲ့ပကတိတဲ့ချက်လက်တွေကိုခုနကျွန်တော်တို့ကပြောလို့ဖြစ်ပါတယ်အဓိကကတော့ခုနကျွန်တော်အချမ်းကြီးပြည်နေရတဲ့ခုနတဲ့ချက်လက်ကိုအခြေခံပြီးတော့ကျွန်တော်ရဲ့ဆောင်ရွက်မှုဖြစ်စဉ်တွေနဲ့ကျွန်တော်ခုနဒီအတိနောက်ပိုင်းမှာခုနကျွန်တော်တို့ကကျွန်တော်ခုနဒီဘလို့ပြောဆောင်ရကြမှာကျွန်တော်တို့ကခုနဒီဘလို့ကိစ္စတွေမှာခုနကျွန်တော်တို့ဆောင်ကြမှာအခက်အခဲတွေပေါ်လာမှဆိုကျွန်တော်တို့ကဘလို့ဘာမှဖြည့်ရှင်းကြော်လာသွားရမယ်ဆိုတဲ့ကိစ္စတွေကိုရှင်းပြပြီးတော့ကျွန်တော်ဒီနေ့ဒီပြုစုဆွေးနွေးပွဲကိုခုနကျွန်တော်ရှင်းပြပြီးလို့ရတာဖြစ်ပါတယ်အဓိကခုနကျွန်တော်ဘက်မှာဆက်စပ်နေတဲ့ကိစ္စကတော့မြန်မာပြည်ရဲ့ပြည်တွင်းစစ်ပြဿနာကိုမှန်တကယ်ပဲကျွန်တော်ချုပ်ငြိမ်းစီဖို့လိုသလားဘုံမို့ကျွန်တော်ဆောင်ရွက်နေတဲ့ကိစ္စတွေမှာအခက်အခဲပေါင်းတော့လည်းရင်ဆိုင်ရတဲ့ကိစ္စတွေလည်းရှိတယ်လို့ကျွန်တော်ခုနရင်မဆိုင်မဲနဲ့မတော်ရရတဲ့အခြေအနေတွေလည်းရှိနေပါတယ်အဲ့ဒီအတွက်ကခုနကျွန်တော်ဆောင်ရွက်နေတဲ့ကိစ္စကခရင်နဲ့မြန်မာအစိုးရတို့နှစ်ဖက်ကဆိုင်တဲ့ပြည်တွင်းကိစ္စမဟုတ်ဘဲနဲ့တော့လောကနာဒီလောကတဲ့ဖွင့်ကတော့ကြာပြီးဖြစ်ပါတယ်အဲ့ဒီမှာလောကတဲ့ဖွင့်ကတော့ကြာပြီးမဲ့ဒီဘက်ကယူဟိုကွန်တီနောက်တော့ပေါ်တယ်လို့နော်ဒီပါကလည်းဘုံတို့တော်လို့ဖြစ်ပါတယ်ပထမပုံမှန်တဲ့ခုနကဘောရဲ့တော့ခင်ဗျာကွန်တီဖြစ်တဲ့ရပြီးဆိုတဲ့ဖြစ်တဲ့ဘယ်လိုတော့ဒီမှာနောက်ကိုတဲ့ဖွင့်ကတော့တော့ဘယ်လိုဆိုတော့ဒီဘက်ကတော့ကြာအပါတယ်လူဝိုင်းတာခုလိုပါတော့လဲတဲ့တာပါတာတော့လဲဒီလဲနေတာတဲ့ဘောလဲတဲ့ခုတော့ပြရဘူးအတိပါကိုနာဘာမာကိုဒါလဲမဲလာတဲ့ဘောဘူးခုတို့ဘာတို့တော့ချိပါပြီးတော့တာခုလိုပါတော့လဲတဲ့ဒီတပါတာပါနေတာမာကရလဲတော့ဆိုတော့ရဲကြည့်ပြီးတော့ဒီရပါတော့ကြိုင်ပါတာကွဲရတယ်Kita bergerak ku, oleh kudu solat tu, kita kudu kikwe ba. Kita kudu nak bagaimana cuba kau politik ini dah jatuh su, jadi hak itu kita bagi nak atau juga bagaimana cuba kau aku dah ya hello kalau ini, dah itu ini. Sudah sebelum kita tahu sahaja, kita kita baca itu se, kita dah mula banyak. Soalnya mulu banyak ini, sebab dah tidak nampak, tapi cuma puluh dah, lula. Orang yang mau tu kita bawa kita cari, tapi apa kerana kita, boleh tu. Waktu kita bawa semua tak salah dia mau. Kenapa kita kedua, apa ni? Kita apa jadi? Apa jadi kita apa jadi? Tapi mana yang aku cakap kita, tapi apa pun dia tak masalah. Ini hak, ini sekarang mau tak masalah, tapi mana tak kerja masalah. Cuma boleh cuma tak dapat minggu, sekarang mau minggu dia. Kalau apa hak kita juga. Ini lo, dah kalau mau pagi nama aku bawa bawa foli. Tapi hak kita tak masalah, tak masalah. Kedua dapat minggu, kiri bawa
ဒါချီတတိတော့တာဘူးနဲ့သူ့ဘက်တော့ဘလူလူတာပေါ်စီဝတ်တဲ့ဖာနေလူတော့ရတော့တာလည်းလည်းကိုယ်ကကရမဘာတာလက်စီတူမာခါလာတာလည်းတာဘူးတာကိုအဝေးကိုနေလည်းပေါ့လည်းပေါ့ဘာကိုဘာကိုတိဖာပေါ်နေကင်မီဝတာမတ်ကင်မီဝတာဒီကဘာတခါလည်းခါထူညာပတာအမှုနေပုကိုမှုမဒီတော့ဘာတကပုကိုတကတော့နေပတာမနာပါတော့အခုတည်းရှိသူကဘယ်လိုမှမလုပ်တင်ညာကြီးဟဲတော့သူတင်ညာပါအဝတ်တဲ့အတာဖြစ်ကြမှာအတာရတာကလေးလက်တဲ့တော့တယ်လို့သူ့ဘတို့တာတဲ့ပါတော့အတာဖြစ်ကြမှာနေသူဖလက်ဒီတဲ့ဒီတော့တင်ညာပါပဲရှဲဖို့တော့ပတာပါယုပါပေါ်တော့ပတာမူလာနော်ပတာသုကမတဲ့ဖာလေပကတိညာကရှဲပြီးတော့ပတဲတော့ကေဘဘတ်ဝါလိုလူကတိဝင်မင်တာကြီးလည်းပေါ်တော့သူနည်းကောင်းမဲ့ကျွန်တော်တို့ရဲ့နိခင်ဖွဲ့စည်းငြိမ်းချမ်းမှုပေါ်ဆောင်တဲ့ပုံမှာဒီစိတ်ဆွဲနဲ့ငြိမ်းချမ်းမှုဆွေးနွေးတဲ့ပုံမှာအဖြစ်ခက်ရတဲ့လုပ်ငန်းတွေလို့ပဲဒီတိုင်းတာတိရောက်ပြီးတယ်ဘယ်လိုပြောဆိုဆွေးနွေးခဲ့တယ်အဲ့ဒီပုံမှာကျွန်တော်တို့ကလာရောက်ပြီးတော့ကျွန်တော်တို့လူတူးနဲ့ကျွန်တော်တို့ကလာရောက်အသိပေးတဲ့အတွက်ကျွန်တော်ဝမ်းမြောက်လိုက်လို့ဆိုတာကြိုးစားလက်ခံတယ်ကျွန်တော်တို့ဒီယနေ့ရောက်ရှိရတဲ့ကိုယ်တည်းအားလုံးပြန်လာပြောဆိုဆွေးနွေးကြပြီးတော့ထည့်နိုင်ဖို့အတွက်ပါဒီစီဒီချင်းရောတဲ့စီဒီပေးတဲ့ကျွန်တော်တို့ရဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စီဒီကိုပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကိုဒီဝဲစီဒီပါတယ်ကျွန်တော်တို့အားလုံးအတွက်ကဒီဖြစ်တဲ့ကြောင်းလဲမှုတာကုလမှာဘယ်လိုမျိုးကြီးခဏရလဲတာသူဆွေးဆိုว่าแล้วก็ได้พูดต่อพอเราปรับพูดกดดันเลยกว่าที่ชิ้นก่อมีพอคุยเนาะทีนี้เนี่ยเนาะอยากที่จีดูแล้วเลยดีคุยลูกคงเสร็จได้การตัวอยากได้ที่อยากได้จีดูเนี่ยแต่เซอร์วิสว่านี่มีแต่คุยก็ว่าได้มันดูเบาแล้วบางคนเนี่ยโอ้เนื้อก็เป็นแต่เราไม่เกี่ยวได้แต่ก็ตัดแค่ละโอ้โหเราก็มีสิ่งก่อนนะเนี่ยตาตาจะประตูก็ประตูที่นี่ดอกสุญญาประตูที่ก็เช่นมากี่ตัวโอ้สุญญาประตูที่ว่าวันนี้ก็การค้าเรื่องบ้าเรื่องร้อนนี่ตัวเนาะอาจจะเป็นสิ่งที่เราอาจจะสมมุติสิ่งก่อนนี่เนาะเป็นยังแต่ในเรื่องตัวเป็นยังที่ท่าได้ยังว่าจะแค่ยูมีอะไรสิเนี่ยว่าจะพูดเดียววันนี้อะไรนี่แต่วันเลิกว่าวิเศษการเรื่องนี้แต่ว่าจะดูเราในนี้บางครั้งแค่แต่เมื่อสุดท้ายการเดินดูก็จะเป็นยังไงล่ะว่าที่มีอะไรสิเนี่ยพอเป็นที่ไทยยิ่งที่เช่นว่าเช่นอะไรအခုဘာလို့ကျွန်တော်တို့အာဏီလူလူပြပတ်ရေးကိုကျွန်တော်တို့ policy အဖြစ်မှာတွေ့ကြတာပြရတယ်ကျွန်တော်ချမှာပဲဆိုတယ်အခုချိန်ခါချိန်ကြီးကကျွန်တော်တို့ပြည်ရွေးမှုကောင်ပါတခြားတိုင်းကားတွေအားလုံးပါကျွန်တော်တို့ညီတွေကနီလာမျိုးမျိုးနဲ့ဒီအစိုးရစစ်တပ်ကနေဖိမ့်ပိုက်ပြီးတော့ဒီစက်ရွေးချာတွေလုပ်တာတို့ဒီကွန်ပျူတာလုပ်ငန်းတွေလုပ်တဲ့အခါမှာဒီဖိမ့်တာတွေနောက်ပြီးတော့ဒီခါရာတို့ကတော့ဆောက်တဲ့အခါမှာဒီနေရာတွေဖိမ့်တာတွေကျွန်တော်တို့ပြည်လူကျွန်တော်တို့ပြည်နေများများပြားဒီဖိမ့်ပိုက်ချတယ်အစိုးရမှာကျွန်တော်တို့မှာတော့ဖတ်တယ်လည်းမရှိဘူးဒီတွင်းဌာနေစွန့်ပါဘူးလို့ခေါ်တဲ့ IDP လည်းတစ်ခါမှမရှိဘူးလို့သူအများကြီးမြင်တယ်။ဒါပေမဲ့2019ခုနှစ်နောက်ပိုင်းအဲ့ဒီခါရစေနောက်ပိုင်းမှာသူကလေသံတောင်းလာတယ်။နိုင်ငံကျင်းသမားရှိတာလည်းသူကပြက်ပြီးတော့ပြောတယ်။တပတ်လည်းရှိတာလည်းဝန်ခံတယ်။ဒီတွင်းဌာနေစွန့်ပါဘူးလို့ခေါ်တဲ့ဒီတွင်းတစ်ပတ်လည်းရှိတာလည်းသူပြောတယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီကိစ္စမှာသူ့ပေါ်အများကြီးတောင်းရှိလာ။ဘာလို့လဲဆိုတော့သူကလက်ရှိအစိုးရဒီကိစ္စသူဖြေရှင်းရမယ်။ဖြေရှင်းမယ်ဆိုတော့သူလောက်မဲ့အလုပ်ကိုသူဝန်ခံလာပြီ။အဲ့ဒါနဲ့တစ်ချက်တည်းမှာ तू ကအဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့အတွက်ငွေကြေးကိုရှာလာတယ်။ငွေကြေးတွေရှာလာတဲ့အခါမှာ तू ကိုသွားပြီးတော့အခုရလာတယ်ဆိုတော့သိကြတယ်ဆိုတော့ဂျပန်စီကရမယ်ဆိုတာကျွန်တော်တို့လည်းသိလာတယ်။အဲ့ဒီအခါမှာဂျပန်ဖွဲ့စည်းရကျွန်တော်တို့လည်းလာတွေ့ပြီးတော့ကဲဒီပြည်တွင်းထဲမှာရှိတဲ့ဒုက္ခတွေအရေးကိုလည်းမြန်မာအစိုးရပြည်စည်းနေတယ်။ဒီထိုင်းနိုင်ငံမှာရှိတဲ့ဒုက္ခတွေကိုလည်း तू ကပြန်သိချင်းတယ်။တတိယနိုင်ငံရောက်သွားတဲ့လူကတော့ကျွန်တော်တို့စဉ်းစားရမလို့ तू ကသူရှင်းပြသွားပြီ။နော်အဲ့လိုရှိလာတဲ့အခါမှာဂျပန်ဖွဲ့စည်းတွေကကျွန်တော်တို့လာတွေ့တဲ့အခါမှာဘာသာပြောလဲဆိုတော့ဗမာအစိုးရကအစီအစဉ်တစ်ခုရှိတယ်ခု
ကျွန်တော်လာပြောတော့ဒီ73 2013မှာကျွန်တော်လာပြောတာကျွန်တော်ကိုယ်တိုင်ကအဲ့ဒီရင်းနှောက်တဲ့ကိစ္စမှာဟို1998ရက်နေ့2006ထိတောင်းခဲမှာတောင်းမှာတယောက်နေနဲ့လှုပ်လှုပ်လာတယ်အဲ့ဒီပုံမှာကျွန်တော်ပြန်ပြောတယ်ဆိုတော့ကျွန်တော်တို့တွေ့တိုင်းတွေ့တိုင်းအဲ့ဒီမှာဖွဲ့စည်းဖို့ဆိုရဒီကိစ္စကိုဖြည့်ရှင်းနေဆိုရင်ကျွန်တော်တို့ရဲ့စကားပြောရမယ်ကျွန်တော်တို့မှာရှိတဲ့အသက်လည်းသူနားထောင်အောင်နားမထောင်ဘူးဆိုရင်သူကထလုံးမယ်ဆိုရင်သူတို့လက်ထက်မှာကန်နေတာလေကျွန်တော်တို့လက်ထက်မှာကန်နေတာတော့တယ်ပေါ့အချိန်ချင်းပြန်လို့ပြဿနာပြန်တက်နိုင်တယ်အဲ့ဒါကြောင့်မလို့ဒီလိုမလုပ်ရဘူးဆိုတော့ကျွန်တော်သေချာသူတို့ကို message ပေးတယ်ဒီလိုပဲကျွန်တော်တို့ပြပြောတယ်ဆိုတော့ခင်ယူကဖယ်နာတိရောက်နေပြီလဲဆိုတာကခဏတော့ပြောရတယ်သူတို့ရဲ့ policy ချမှတ်တာပေါ်ထားတယ်သူချတာလည်းရှိတယ်လို့ခေတ်အစရလည်းပဲသူတို့ပေါ်ထားတယ်ချတာလည်းရှိတယ်ဒီပြင်ကျွန်တော်တို့ဒီကရင်လူမှုအခြေပြုအဖွဲ့အစည်းကနေပြီးတော့လည်းကျွန်တော်တို့ရဲ့ပေါ်ထားတယ်ဒီမေလာတို့ဆက်ဆံဆိုလို့ရှိရင်ကျွန်တော်တို့လည်းရမ်းကြည့်ရှိတယ်ဒီ template က